တက္ကသိုလ်ရဲ့ဒုတိယနှစ်ပထမဆုံးနေ့ရန်ကုန်မြို့ရဲ့မနက်ခင်းနေအောင်ကြီးကပြတင်းပေါက်ကနေတဆင့်ဖြာချနေပေမဲ့ယွန်းအားရီအတွက်တော့ဒီနေ့ဟာကန်ဆိုးခြင်းတွေနဲ့စတင်နေပါတယ်အချိန်မီရောက်ဖို့အလော်တကြီးပြေးလာရတဲ့သူမရဲ့ခြေလမ်းတွေဟာလှေကားထိပ်မှာပဲအဆုံးသတ်သွားပါတယ်ဒုံကျောင်းသားတယောက်နဲ့ပြင်းပြင်းထန်ထန်ဝင်တိုက်မိလိုက်တာကြောင့်ယွန်းအားရီတယောက်ကျမ်းပြင်ပေါ်လဲကျသွားပြီးခြေထောက်မှာဒဏ်ရာရသွားပါတယ်အတိုက်ခံရတဲ့ကျောင်းသားကတော့တောင်းပန်စကားတခုမှမဆိုပဲအေးဆေးပဲလှေကားအတိုင်းဆင်းသွားပါတယ်ယွန်းအားရီနာကျင်မှုကိုအန်ကျိတ်ခံရင်အတန်းထဲရောက်အောင်ဆက်ပြေးရပါတယ်အတန်းထဲရောက်ချိန်မှာတော့ဆရာကစရင်စစ်နေပါပြီယွန်းအားရီဒီနေ့လဲနောက်ကျပြန်ပြီပေါ့လို့ဆရာကအေးဆက်ဆက်လေးတန်းနဲ့ပြောလိုက်တဲ့အခါအတန်းထဲကကျောင်းသားအားလုံးရဲ့အကြည့်တွေကသူမစီရောက်လာပါတယ်ရှက်လွန်းလို့မျက်နှာပူနေချိန်မှာပဲနောက်ထပ်ကျောင်းသားတစ်ယောက်အတန်းထဲဝင်လာပါတယ်သူကတော့ထူးချွန်ကျောင်းသားမှုဆရာကပြုံးပြပြီးထိုင်ခိုင်းလိုက်ပါတယ်ယွန်းအားရီကိုတော့အတန်းဝမှာပဲတောင်းတောင်းကြီးရက်ခိုင်းထားပါတယ်နေ့လယ်စာစားချိန်မှာသူမရဲ့ဒုက္ခတွေကပိုဆိုးလာပါတယ်အိမ်လခနဲ့ကျောင်းစရိတ်အတွက်အငတ်ခံနေရတဲ့သူမဟာစားတောက်ခန်းထဲမှာဟင်းတွေကိုလိုရာထက်ပိုပြီးလှုပ်ဝက်တူလောင်ဖို့ကြိုးစားပါတယ်ဒါပေမဲ့ကံမကောင်းစွာနဲ့ပဲနောက်ထပ်ကျောင်းသူတစ်ယောက်နဲ့ထပ်တိုက်မိပြန်ပါတယ်ဟင်းပန်းကန်တွေပြန့်ကျဲသွားတဲ့အခါအတန်းဖော်တွေကသူမကိုဆင်းရဲတဲ့သူတောင်းစားဆိုတဲ့အကြည့်မျိုးနဲ့လှောင်ပြောင်ကြပါတယ်အတန်းထဲမှာလည်းသူမအကြောင်းကိုပဲတီးတိုးပြောဆိုနေကြတဲ့အခါယွန်းအားရီတယောက်ဘသူကိုမှမကြည့်ရတော့ပါဘူးညနေဆောင်ချိန်မှာတော့သူမဟာအချိန်ပိုင်းအလုပ်ဖြစ်တဲ့စားတောက်ဆိုင်ကိုရောက်သွားပါတယ်အလုပ်ဆင်းချိန်မှာပိုရှန်နေတဲ့မုံတွေကိုခိုးသိမ်းရင်းတထေးနဲ့အမိဖမ်းခံရမလို့ဖြစ်သွားပါတယ်တထေးကအန်ဆွဲကိုစစ်ဆေးချိန်မှာသူမဟာအမိုက်တွေကိုပဲအသင့်ရှိအောင်ထည့်ထားလိုက်လို့ကံကောင်းစွာနဲ့ပဲအဖမ်းမခံရပါဘူးအလုတ်ဆင်းပြီးအိမ်ပြန်လာတဲ့လမ်းမှာသူမရဲ့တခုတည်းသောမျှော်လင့်ချက်ဖြစ်တဲ့ယွမ်90,000လောက်အားကပတ်စံအိတ်လေးလက်ထဲကလွင့်ထွက်သွားပါတယ်အမောင်ထုထဲမှာပတ်စံအိမ်နောက်ကိုပြေးလိုက်ရင်သူမရောက်သွားတာကတော့မျိုးစုံကစွန့်ပစ်ထားတဲ့ကစားကွင်းပြက်ကြီးစီကိုပါပတ်ဝန်းကျင်ကတိတ်ဆိတ်လွန်ပြီးကြောက်စရာကောင်းနေပါတယ်ပတ်စံအိတ်ကိုတွေးလို့ကောက်ယူမဲ့အချိန်မှာပဲအရေးတစ်ခုကသူမနောက်မှာပေါ်လာပါတယ်ဒီလောကမှာမော်ပညာကိုယုံကြည်သလားဆိုတဲ့ထူးဆန်းတဲ့အတန်ကြီးကြောင့်ယွန်းအားကြီးကြောက်လန့်တကြားအိမ်ကိုပြေးပြန်ခဲ့ပါတယ်အိမ်ရောက်တော့ညီမဖြစ်သူကိုဖွင့်ပြောပြပေမဲ့သူမကအိမ်မက်လို့ပဲထင်ပါတယ်ဒါပေမဲ့ယွန်းအားရီရဲ့အင်ဂျီအိတ်ကက်ထဲမှာသူစိမ့်ပေးလိုက်တဲ့ဖိတ်စာတစ်ခုကိုတွေးလိုက်တဲ့အခါသူမရဲ့နှလုံးသားတွေတုန်လှုပ်သွားပါတယ်ဘာမှမဆိုင်တဲ့ဒီဖိတ်စာကိုသူမအမိုက်ပုံနဲ့ပြစ်ချလိုက်ပြီးအိပ်ရာထဲဝင်ပုန်းနေခဲ့ပါတယ်နောက်တနေ့မနက်ခင်းယွန်းအားရီကျောင်းကိုရောက်တဲ့အခါသူမရဲ့အိတ်ကက်ထဲမှာမင်းညကမေးထားခဲ့တဲ့ငွေစက္ကူတွေရှိနေသေးပါဒါပေမဲ့ကန်ဆိုးစွာနဲ့ပဲသူမရဲ့ရန်သူကျောင်းသူ2ယောက်ကအိတ်ကက်ထဲကပတ်စံတွေကိုမြင်သွားပါတယ်ဟဲ့ဒီမှာကြည်စမ်းဒီသူတောင်းစားမစီမှာဘလို့လုတ်ပတ်စံတွေရှိနေရတာလဲတေချာပေါက်ခိုးထားတာပဲဖြစ်ရမယ်လို့သူတို့ကအော်ဟစ်ကယွန်းအားရီစီကပတ်စံတွေကိုအတင်းအဓမ္မလူယူလိုက်ပါတယ်ယွန်းအားရီမှာဘာမှပြန်မပြောရဲပဲငိုယုံသာတက်နိုင်ခဲ့ပါတယ်သူတို့ကတော့အဲ့ဒီငွေတွေကိုသူတောင်းစားကိုပေးလိုက်တဲ့အလှငွေလို့လှောင်ပြောင်ပြီးပစ်ထားခဲ့ကြပါတယ်ညရောက်တဲ့အခါယွန်းအားရီစိတ်ထဲမှာမတင်မကျဖြစ်နေတာကြောင့်မင်းညကကစားကွင်းပြက်ကိုပြန်သွားဖို့ဆုံးဖြတ်လိုက်ပါတယ်ကစားကွင်းရဲ့တိတ်ဆိတ်မှုကသူမရဲ့ခြေလမ်းတိုင်းမှာတုန်လှုပ်နေစေပါတယ်အဲ့ဒီနေရာကိုရောက်တဲ့အခါမင်းညကလူကြီးမျက်လက်ဆရာကသူမကိုစောင့်နေပါတယ်မင်းပြန်လာလိမ့်မယ်လို့ငါသိနေတယ်လို့သူကအေးဆေးပဲပြောလိုက်ပါတယ်ယွန်းအားရီကသူမရဲ့ပတ်စံတွေကိုပြန်တောင်းတဲ့အခါမျက်လက်ဆရာကပတ်စံ2ရွက်ကိုထုတ်ပေးပါတယ်ဒါပေမဲ့ယွန်းအားရီကသူမရဲ့ပတ်စံကိုပဲသူမယူပြီးပြန်လှည့်ထွက်ဖို့လုပ်ပါတယ်အဲ့ဒီအချိန်မှာပဲမျက်လက်ဆရာကသူမရှိကိုရုတ်တရက်ရောက်လာပြီးမင်းရဲ့ဘဝကဒီထက်ပိုကောင်းတဲ့နယ်လို့ပြောကသူမကိုမျက်လက်ပြဖို့ပြင်ဆင်ပါတယ်shoes